မာဒီဖိုးရုပ်တလိုင်းကိုအားပေးကြည့်ရှုကြတဲ့အားကစားဝါနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်အချိန်တွင်းမှာဆိုလို့ရှိရင်တော့ MNL League 2025 ပြိုင်ပွဲ Quarter Final ပွဲစဉ်ပွဲအဖြစ်ရှင်းမြန်ကစားဖို့ရှိနေတဲ့ရန်ကုန် United အသင်းနဲ့ Hunter United အသင်းတို့ရဲ့ပွဲစဉ်ကတော့ရန်ကုန်မြို့မှာရှိတဲ့သုနာအားကစားကွင်းတွေမှာစတင်ပြီးတော့ရှင်းမြန်ကစားတော့မှာပဲဖြစ်ပါတယ်ဒီနေ့ရန်ကုန် United အသင်းရဲ့ပွဲတော်ကစားသမား17ယောက်စီးရင်မှာတော့ကိုသမားနေရာမှာတော့ကျွန်တော်1စင်းကြီးအောင်ပွဲတော်ကစားမှာဖြစ်ပြီးတော့နောက်ခံကစားသမားရဲ့နေရာမှာတော့ကျွန်တော်22မင်းကျော်ခန့်ကျွန်တော်2ဟိန်းစရာလင်းကျွန်တော်3 Idris Sadu ကျွန်တော်4ဒီဗစ်ဒန်အတင်းကောင်းဆောင်ကုလက်ပိုင်းမှာတော့ကျွန်တော်6အာကာကျော်ကျွန်တော်28တာဝင်းထက်ကျွန်တော်9ဇော်ဝင်းသိန်းတစ်စစ်ပိုင်းမှာတော့ကျွန်တော်9မော်ကူကျွန်တော်8ဆိုင်တိုနဲ့ကျွန်တော်29အီဆိုးတို့ဒီပြချုပ်ဦးကျော်ထွန်းအနေနဲ့ပွဲထုတ်လာတာပဲဖြစ်ပါတယ်အန်တာယူနိုက်တက်အသင်းအနေနဲ့ကတော့ဒီနေ့မှာတော့ကိုသမားနေရာမှာတော့ကျွန်တော်31ပြည့်ဖြူအောင်ပွဲထွက်ကစားစီမှာဖြစ်ပြီးတော့နောက်ခံကစားသမားတွေဖြစ်ကတော့ကျွန်တော်28လိုက်မျိုးအောင်ကျွန်တော်6အောင်မိုးထွေး2ကျွန်တော်41ရှင်းတန့်အောင်ကျွန်တော်24ဝင်းမိုးကျော်ကွလိုက်ပိုင်းမှာတော့ကျွန်တော်19လာရိမော်ရာအသင်းကောင်းဆောင်ကျွန်တော်14ရန်နိုင်အောင်ကျွန်တော်87ပူပူအောင်နဲ့တက်စစ်ပိုင်းမှာတော့ကျွန်တော်10တန်တိုးအောင်ကျွန်တော်21ဇော်ဇော်ထိုင်းနဲ့ကျွန်တော်9ဇွဲမှန်တာတို့ဒီပြချုပ်ဦးမျိုးမင်းထွန်းပွဲထုတ်လာခဲ့တာပဲဖြစ်ပါတယ်တရားဝင်းထက်အေးရမှာပဲအလေဖြတ်ချိုးပေးတာလေလက်ကမချိုးသားလေစိုက်တို့ဝေးလက်ကမ်းပြီဇေမန်တာကြော်ထဲကိုချိုးသားလေဇော်ဆိုင်လမ်းပိတ်တယ်အသင်းစရာကောင်းလောက်လွဲချုံမှုတစ်ခုကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဇော်ထိုက်ဂူသမားမရှိတဲ့ဂူပေါက်ထဲကိုလွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲချော်သွားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်သူနာကွင်းထဲမှာလည်းမိုးကစတင်ပြီးတော့ရွာတင်းလာတဲ့အနေထားတစ်ခုမှာတော့ဒါ United အသင်းအကောင်းဆုံးအခွင့်အရေးကိုတော့လွတ်လွတ်ခဲ့ရတယ်မြတ်စောစောထိုက်တကယ်ကိုကုသမာမရှိတော့တဲ့ဂူပေါက်ကိုလိုက်တဲ့ပိတ်သွင်းမှုကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဇွဲမန်တာဇင်ဂျီနီအောင်ကြော်ပြီးတော့ထည့်ဖို့ကြိုးစားခဲ့ပေမဲ့ဇင်ဂျီနီအောင်ပုတ်ထုတ်ပြီးတော့ကာကွယ်လိုက်တဲ့အနေထားတစ်ခုကနေစောစောထိုက်အပိုင်အခွင့်အရေးရရှိခဲ့တာပဲဖြစ်ပါတယ်အီဆိုမိုးကြော်ဖြတ်ဖို့ကြိုးစားနေမြအီဆိုရှုဖြတ်ပို့ပေးတာလေဝင်တဲ့ပဲတောင်ကကံပို့ပေးရတယ်ဘလို့မြောက်နေတယ်ကောင်တိုက်ဖို့ကြိုးစားတယ်အီရစ်စာဒူသူရဲ့မြင်မာတဲ့ရမောင်းအသုံးချပြီးတော့တောင်ကဘွားတွေတစ်စင့်ကောင်းတိုက်ကိုတွင်းဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်စိုက်ဒူအီယာလေးကိုဝင်ရောက်ဖို့ကြိုးစားနေမြလှိုင်မျိုးဟန်တာလာရဲ့စိုက်ဒူလက်ကန်လာတယ်အီဆိုတို့ချွတ်ပဲအီဆိုပဲလက်ကန်တယ်အီဆိုအီယာထဲမှာခွင့်ရေးတစ်ချိန်ထပ်မှန်ပြီးတော့ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီမျောပြီးသားတယ်တရားဝင်ထက်ဘယ်ချမ်းမှာပဲလေမရှိနေခဲ့တဲ့မော်ကူချက်ပြန်လှည့်လာတယ်မော်ကူချက်ပြန်ခောက်တယ်ဘယ်ချင်းလက်ကန်ပြီတပိတ်တာလေမော်ကူရဲ့ကန်ချက်ကနေပြန်ချန်ထွက်လာတဲ့ဘောလုံးတရားဝင်ထက်ထက်စစ်ကန်သွင်းမှုကြိုးစားခဲ့ပေမဲ့သူ့အနေနဲ့ကတော့လူချုံနေထားမှာရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ဒီဧရိယာထဲမှာပဲမော်ကူနာရီကန်စစ်ကိုကောင်းမွန်ဆုံးလှည့်ထွက်ပြီးတော့အရှင်နဲ့ကန်သွင်းမှုအတွက်ကြိုးစားခဲ့ရပဲဖြစ်ပါတယ်ဒါပေမဲ့ကိုသမားပြဖြူအောင်ကလည်းနေရာယူမှန်မှန်နဲ့ပဲကောင်းမွန်ဆုံးကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ရလက်ကန်လာလေဘာနဲ့ထိပြီးတော့ပြန်ရှံပြီးတော့ထွက်လာခဲ့တာပဲဖြစ်ပါတယ်ကြည်စိုးဇော်ဝိုင်းကဒါဝင်ထက်ရဲ့အမတ်မထင်ဝေးကန်ချက်ကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဝင်လိုက်တဲ့အသင်းအတွက်ကတော့နက်နာခဲ့ရတယ်လို့ဆိုရမှာဖြစ်တယ်ခင်ဗျာ။ဇော်ဝင်းသိန်း AI ကိုကန်ပို့ပေးရတယ်။ကောင်းတဲ့ပို့ကြိုးသားတယ်။ဟုတ်ဘူးဇော်ဝင်းသိန်းရဲ့ပေးပို့မှုတော့ကောင်းတိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဆိုလို့ရှိရင်တော့မော်ကူပဲတက်စစ်မှာရလာခဲ့ပြီဇော်ဝင်းသိန်းငယ်နောက်ကျနေခဲ့တယ်ခင်ဗျာ။ကိုမပြဖြူအောင်ပြတ်သားကိုရှင်းထုတ်ထားခဲ့တာပဲဖြစ်တယ်ခင်ဗျအောင်မျိုးခန့်အဲကြောင့်ပို့လာတယ်ဘရန်ဒါကိုဒီရတဲ့ဝင်လာပြီဘရန်ဒါကိုရှုပ်ပေးတာလေဇော်ဝင်းသိန်းအဲစစ်ဖို့ကြိုးစားသေးတယ်အမီသေးတယ်ဗျဇော်ဝင်းသိန်းပဲကောင်းထက်အောင်နဲ့ရင်ဆိုင်တွေ့နေရှုပ်မာပေးတာလေကောင်းလေးမကြိုးစားတယ်ပိတ်ဖို့ကြိုးစားပြန်ပြီဝင်လိုက်တဲ့အသင်းရဲ့တိုက်စစ်ကစားသမားကောင်းစီသူဖြစ်ပါတယ်ဇော်ဝင်းသိန်းရဲ့ပေးပို့မှုကိုလိုက်တဲ့ပိတ်သွင်းမှုကြိုးစားခဲ့ပေမဲ့
အနေနဲ့လွဲချော်ခဲ့တာပဲဖြစ်တယ်ခင်ဗျာချိုးချက်ခတ်နေတဲ့အနေအထားတစ်ခုကနေကောင်းစီသူဘယ်ချီနဲ့ကန်သွင်းခွင့်ရခဲ့ပေမဲ့အန်တာရီနောက်တန်းကဝင်းကိုထွန်းကလည်းအချိန်မီဟန်တားနိုင်ခဲ့တာဖြစ်ပါတယ်တောင်ကန်ဘောဘရန်ဒါအိုမြောက်ကန်နေပြီးရတယ်ဘုံတော့မြောက်နေတယ်ကောင်းလေးကြိုးစားတယ်ဒီချိန်မှာလည်းဝင်းကိုထွန်းပဲအချိန်မီရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ချီအေးချက်ခောက်ထားသေးတယ်အေးရထိတ်ဆက်မှာပဲချီအေးမျိုးဆက်ပိုင်းညာကြောင့်ပြီးတာဘရန်ဒါကိုလွတ်လွတ်ကျွတ်ပဲလက်ကန်တယ်တော်ကြီးကိုစိုးရတဲ့ကန်ချက်တစ်ခုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဘရန်ဒါရဲ့ပိုင်ခွင့်ရေးကိုအသုံးချနိုင်ခြင်းမရှိတာကတော့ရန်ကုန်ယူနိုက်တက်အသင်းအတွက်တော်တော်လေးကိုနစ်နာတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်သူအနေနဲ့နှစ်ကြိမ်ထက်မနည်းတဲ့အပိုင်ခွင့်ရေးတွေရရှိနေခဲ့ပေမဲ့ဂိုးဖြစ်တော့ပြောင်းလဲနိုင်ခြင်းတော့မရှိသေးဘူးများမိုးကျော်ဖြတ်ကျော်ဖို့ကြိုးစားနေတဲ့ချစ်အေးလက်ကန်လာတယ်ကိုယ်ကပြည့်ဖြူအောင်ကောင်းမွန်ဆုံးအနေထားတစ်ခုနဲ့ပဲပုတ်ထုတ်ပြီးတော့ကာကွယ်ထားတယ်ခင်ဗျာခြေနောက်ပြန်ပေးထားတယ်ညံလင်းထက်အေရီယာလေးကိုမှားလာပြီတယ်ချိန်မှာလဲဘရန်ဒါကိုကောင်းတိုက်ခွင့်ရခဲ့ပေမဲ့လွဲပြန်တယ်ခင်ဗျာမိုးကျော်နဲ့ပြန်ပြီးတော့တွဲတာဖြစ်ပါတယ်ဝင်းမိုးကျော်မင်းထူအိမ်လင်းပြီးဆုံးဖို့နီကက်လာတဲ့အာကစားဝနာရှင်ပြည်သက်ပြန်ခင်ဗျာကျွန်တော်စီခံတင်ဆက်နေစဉ်အတွင်းမှာပဲဒါဘုံရန်ကုန်ယူနိုက်တက်အသင်းနဲ့ဟန်တာယူနိုက်တက်အသင်းတို့ရဲ့အချိန်မိုဒုတိယပိုင်းကလည်းပွဲပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပယ်နတီအဆုံးဖြတ်ကန်သွင်းကြပြီးတော့နှစ်သင်းစလုံးအနေနဲ့ဆက်လက်ပြီးတော့ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။ဘယ်သင်းကသူရဇော်ပဲဝင်အောင်ကန်နိုင်မလားကိုသမားစင်းကြီးအောင်ပဲကောင်းဝင်နိုင်မလားစောင့်ကြည့်ရပါမယ်။ဝေးစီမုတ်ထားပြီမြဒီမှာစင်ကြီးအောင်သူရဇော်ရဲ့ကန်ချက်ကိုတော့ကောင်းမွန်ဆုံးလက်စွမ်းနဲ့အတူကာကွယ်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီမှာစင်ကြီးအောင်ရဲ့ဘယ်ဘက်ချမ်းကိုသူရဇော်ကန်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဇော်ဝင်သိန်းလက်ကန်လာတယ်ဟိုးတယ်ခင်ဗျာကျောင်းနံပါတ်25မင်းထူးအိမ်လင်းဖြစ်ပါတယ်။အစုပွဲစဉ်မှာတော့အတွင်းကိုတကူတူနိုင်ခဲ့တဲ့မင်းထူးအိမ်လင်းအန်တာရီနဲ့တဲ့အသင်းအတွက်ရန်ဒီကနေဂိုးပြပြောင်းလဲနေမှာကံမြန်ပြီ။ဇင်ဂျီနီအောင်ရဲ့လက်စွမ်းကတော့ဒီကနေ့ပွဲစဉ်မှာကောင်းမွန်ဆုံးအနေထားတစ်ခုမှရှိနေခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အန်တာရီနဲ့တဲ့အသင်းရဲ့ပယ်နတီနှလုံးဆက်တိုက်ကိုဇင်ဂျီအောင်ကောင်းမွန်ဆုံးလက်စွမ်းနဲ့အတူကာကွယ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ကောင်းစီသူကံမှာဖြစ်ပါတယ်ဝါရင်တိုက်စစ်ကစားသမားကောင်းစီသူဒီအမြောက်ပယ်နတီကိုအဝင်ကန်သွင်းနိုင်မလားဟန်တာရီယူနိုက်တက်အသင်းရဲ့ကုသမားပြေဖြိုးအောင်ကာကွယ်နိုင်မလားစောင့်ကြည့်ရမယ်ဗျဒါကတော့ဝေစင်မုတ်ထားပြီဗျကောင်းစီသူလွဲတယ်ဗျဒီချိန်မှာသာရန်ကုန်ယူနိုက်တက်အသင်းကိုဖြစ်ပြောင်းလဲနိုင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအချိန်ကြီးကောင်းသွားမှာဖြစ်ပေမဲ့ကောင်းစီသူသူ့ရဲ့ကန်ချက်ကတော့အပေါ်ထောင်ထပ်သွားခဲ့တာပဲဖြစ်ပါတယ်မောင်စိုးပြေးလာပြီလက်ကန်လာတယ်မောင်စိုးရဲ့ကန်ချက်ကတော့အကောင်းမွန်ဆုံးအနေထားတစ်ခုမှရှိနေခဲ့တယ်ခင်ဗျာအမျိုးခန့်အသာယာပဲခင်ဗျာကန်လာတယ်အမျိုးခန့်လည်းတွင်းကိုဖြစ်ပြောင်းလဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီကနေ့ကတော့ဇင်ဂျီနီအောင်ရဲ့ပွဲလို့ပဲဆိုရမှာဖြစ်ပါတယ်မိုးကျော်ရဲ့ကန်ချက်ကနေငယ်အားပြုတ်နေခဲ့သလိုဇင်ဂျီနီအောင်ရဲ့ရွေးချယ်မှုကလည်းမှန်ကန်ခဲ့ပြန်တယ်ခင်ဗျာလေးချိန်ကန်ပြီးတဲ့အနေထားတစ်ခုမှာတွင်ကိုတကိုးတာရအောင်ထားနိုင်တာပဲဖြစ်ပါတယ်မျိုးဆက်ပိုင်ကန်အောင်မယ်ခင်ဗျရန်ကုန်ယူနိုက်တက်မျိုးဆက်ပိုင်လက်ကန်လာတယ်ရှိချိန်မှာတော့မျိုးဆက်ပိုင်ဝင်အောင်သွင်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ရန်ကုန်ယူနိုက်တက်အသင်းနောက်ထပ်တစ်ချိန်ထပ်ကန်စရာမလိုတော့ဘဲနဲ့ကျွန်တော်စတာစကားမှားသွားခဲ့တဲ့ရလက်တိုင်းပဲ3-9ဆိုတဲ့
နေထားနေပဲရန်ကုန် United အသင်းက Semi Final အဆင့်ကိုထိုက်တဲ့တန်နဲ့တက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ရန်ကုန် United အသင်းရဲ့ဂိုးသမားဖြစ်တဲ့ဇင်နီနီယာကိုမဖြစ်မနေကြီးကျူးသွားမှာဖြစ်တယ်လို့ရန်ကုန် United အသင်းအနေနဲ့ကလည်း Semi Final အဆင့်ကိုထိုက်တဲ့တန်နဲ့တက်ရောက်သွားခဲ့ပါတယ်ဆိုတဲ့အကြောင်းစီရင်ခံတင်ဆက်လိုက်ရပါတယ်။ဘာဖြစ်အန်တာရူ United အသင်းအနေနဲ့ကလည်းနောက်ဆုံးမိနစ်အထိအကောင်းမွန်ဆုံးတုံ့ပြန်ကစားသွားခဲ့တာကိုတော့ကျွန်တော်တို့တွေချီးကျူးဖို့အတွက်မဖြစ်မနေလိုအပ်တာပဲဖြစ်ပါတယ်။